အားလုံးပဲမင်္ဂလာပါကျွန်တော်အစောပါကျွန်တော်ကတော့ Amakan product တွေကိုရောင်းချနေတဲ့ advisor တဦးဖြစ်ပါတယ်ဒီနေ့ကဘာပြောပြမလဲဆိုတော့ကြတော့ Amakan ဆိုတာကိုမသိသေးတဲ့လူတွေပေါ့နော်အထူးသဖြင့်နေရလူတွေပေါ့နော်မြို့ပေါ်ကလူတွေဥပမာရန်ကုန်မန္တလေးလူမျိုးမြို့ကြီးဒီနှစ်မြို့ကတော့ Amakan လို့ပြောတာအရန်ကြီးထူးဘိုင်းလဲလို့တော့လူတွေတော့မဟုတ်ဘူးနေရလူတွေပေါ့နော်နေရလူတွေအာမခံဆိုတာဘာလဲနင်တို့အနေအမြဲတမ်းတင်နေတာအာမခံဆိုတာဘာလဲဆိုလို့ရှိရင်အတူကျုံပြောရလို့ရှင်ပေါ့နော်အတူကျုံပြောလာအာမခံဆိုတာကအခုကျွန်တော်ရောင်းတဲ့ဟာဆိုရင်ကျမကြီးအာမခံအသက်အာမခံအဲ့တော့ဘလို့လဲဆိုတော့ကျမကြီးကိုထားတဲ့ဆိုလို့ရှိရင်ကျမကြီးအာမခံထားတဲ့ဆိုလို့ရှိရင်စေကူတာစရိတ်တွေကိုပြန်ပြီးတော့ပေးတာမျိုးအသက်ကိုထားတဲ့ဆိုလို့ရှိရင်အသက်တစ်ခုဖြစ်သွားတဲ့အခါမှာပေးတဲ့ဟာမျိုးကိုပြောတာပါဘလို့ပေးတာလဲဆိုတော့ကြတော့ကိုအသက်အရွယ်ပေါ်မှာမူတည်ပြီးတော့သတ်မှတ်ထားတဲ့ကိုဝယ်ယူထားတဲ့အရာတွေကိုပြန်လဲပြီးတော့ပေးတဲ့အားမျိုးပေါ့နော်အဲ့တော့အဲ့ဒါကြီးဒီအလိန်လားဘလို့ကြီးလဲအာမခံဆိုတော့တကယ်ရှိရလားဆိုတာကိုသိကျင်တယ်ဆိုလို့ရှိရင်နိုင်ငံတကာကိုစုံစမ်းကြည့်ပါအာမခံဒီမြန်မာနိုင်ငံတဦးတွေကနေပြီးတော့ထပြီးတော့ထွင်ထားတဲ့အရာမဟုတ်ပါဘူးเนาะနိုင်ငံတကာမှာဂျပန်နိုင်ငံကိုရောက်စီဖြစ်စေစင်ကာပူရောက်စီဖြစ်စေရောက်သွားပြီအဲ့နိုင်ငံကိုအလုပ်သွားလုပ်ပြီဆိုတာနဲ့အကိုတို့အမတို့ဒီစပြီးတော့ထားတာဒီအာမခံမှာမဖြစ်မနေထားတဲ့အရာပါကိုရီးယားကများများကြီးတဲ့လူဆိုရင်သိရနော်ကိုရီးယားကထဲမှာဆိုလို့ရှိရင်စားပါလေအသက်အာမခံရချင်လို့လောက်ကြံလိုက်တာတို့ဘာလို့မျိုးပေါ့နော်အဲ့လိုမျိုးတွေရှိတယ်ကွာအဲ့ဒါမျိုးကိုပြောတာဖြစ်ပါတယ်အဲ့တော့မြန်မာနိုင်ငံကနေပြီးထွင်ထားတဲ့အာမခံလည်းမဟုတ်ပါဘူးပြီးသွားလို့ရှိရင်လိန်နဲ့အရာလည်းမဟုတ်ပါဘူးပေါ့နော်နိုင်ငံတကာသွားနေတဲ့လူတွေနိုင်ငံခြားသွားတဲ့လူတွေစကားတွေကြီးတဲ့လူတွေဆိုလို့ရှိရင်အာမခံဆိုတာကိုသိပါတယ်အာမခံဒီကိုယ်နဲ့မဆိုင်ဘူးပေါ့နော်ငါတို့ဝယ်သလိုရတဲ့အရာမဟုတ်ဘူးငါတို့နဲ့ဘာမှမဆိုင်ဘူးလို့လည်းမတွေးစေချင်ပါဘူးဘာဖြစ်လို့လဲဆိုတော့ကြတော့အာမခံဒီအများကြီးကိုအတွက်အထောက်အကူဖြစ်ပါတယ်အကျိုးကျေးဇူးရှိပါတယ်ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်စီအသက်31ကနေ35ကြားပေါ့နော်မောင်လေးတရားကိုလာပြီးတော့ထားပါတယ်အာမခံထားပါတယ်သူကျမရဲ့အာမခံ350ဝယ်သွားပါတယ်အဲ့တော့သူ့ရဲ့ဆောင်လိုက်ရတာဒီဘယ်လောက်လဲဆိုတော့3,900တစ်နှစ်စာနော်3,900နဲ့9,000တော့သူကဆောင်ရပါတယ်အဲ့ဒါကိုကျမရဲ့အာမခံဝယ်ယူတယ်လို့ခေါ်ပါတယ်အဲ့တော့သိကျင်တဲ့လူတွေအသေးစိတ်သိကျင်လို့ရှင်လာမေးလို့ရတယ်နော်